ကဲဒီနေ့ကျွန်တော်ပြောပေးသွားမှာကတော့တေဆုံးပြီးနောက်မှာကျွန်တော်တို့ဘသူ့ကိုရွေးချယ်မလဲဆိုတဲ့စိတ်ဝင်စားစရာမေးခွန်းတစ်ခုကိုအခြေခံထားတဲ့ Eternity ဆိုတဲ့ဇာတ်ကားအကြောင်းပဲဖြစ်ပါတယ်။ဇာလန်အစာမှာမင်းသမီးဂျိုဟာတိမ်တွေဖုံးလွှားနေတဲ့အဖြူရောင်နားနီဆောင်ကြီးတစ်ခုထဲမှာနိုးလာပါတယ်။ဒီနေရာဟာပုံမှန်မြင်တွေ့နေကြကဘာလောကကြီးမဟုတ်ပဲတေဆုံးပြီးသူကြီးနောက်ဆုံးခရီးမသွားခင်ရောက်ရှိလာတဲ့နေရာတစ်ခုပေါ့။အဲ့ဒီမှာသူမကိုစောင့်ကြိုနေတာကတော့သူမရဲ့ဘဝတစ်လျှောက်လုံးမှာအချစ်ရဆုံးဖြစ်ခဲ့တဲ့အမျိုးသားနှစ်ယောက်ပဲဖြစ်ပါတယ်။ဇာလန်ရဲ့စီမင်းကရိုးရှင်းပေမဲ့အယမ်းကိုရက်ဆက်ပါတယ်။သူမဟာသာဝရကာလကိုဖြတ်တန်းဖို့အတွက်ဒီလူနှစ်ယောက်ထဲကတစ်ယောက်ကိုပဲရွေးချယ်ခွင့်ရှိပါတယ်။ပိုစတာမှာမြင်ရတဲ့အတိုင်းပဲသူမရဲ့ဘေးတစ်ချက်မှာသူမရဲ့ငယ်ကြီးဦးဖြစ်သူ Callum Turner နဲ့သူမရဲ့ခင်မွန်းဖြစ်သူ Miles Teller တို့ထိုင်နေကြပါတယ်။ဒီနေရာမှာထူးခြားတာကသူတို့အစီအလီတန်းနေတဲ့ပုံရိပ်တူတွေအဖြစ်ရှိနေတာပါ။ဒါဟာသူတို့အတူတူဖြတ်တန်းခဲ့တဲ့အချင်းကာလတွေကိုကိုစားပြုနေတာပဲဖြစ်ပါတယ်။ Okay ဂျွန်ဟာပထမဆုံးအနေနဲ့သူမရဲ့ငယ်ကြီးဦးဖြစ်သူနဲ့ဖြတ်တန်းခဲ့တဲ့အချင်းတွေကိုပြန်ကြည့်ရပါတယ်။သူတို့နှစ်ယောက်ဟာငယ်ငယ်ရွယ်ရွယ်နဲ့အရန်ကိုယူသွတ်ခဲ့ကြတဲ့ချစ်သူတွေပေါ့။အဲ့ဒီအချိန်ကအချစ်ဟာရင်ခုန်စရာတွေနဲ့စိတ်ကူးရင်စရာတွေနဲ့ပြည့်နှက်ခဲ့တာ။ဒါပေမဲ့ဘဝဆိုတာစိတ်ကူးရင်တိုင်းဖြစ်မလာတဲ့အတွက်သူတို့နှစ်ယောက်လမ်းခွဲခဲ့ကြရပါတယ်။အခုဒီတမ်လွန်လောကမှာပြန်တွေ့တဲ့အခါအဲ့ဒီတုန်းကမပြည့်စုံခဲ့တဲ့အချစ်တွေကိုပြန်ဆက်ဖို့သူမကိုတောင်းဆိုလာပါတယ်။ငယ်ကြီးဦးဆိုတာလူရဲအတွက်မေ့ရခက်တဲ့အမတ်တရားတစ်ခုမဟုတ်လား။ဒါပေမဲ့တခြားတစ်ဖက်မှာတော့သူမရဲ့ခင်မွန်းဖြစ်သူအာသာရှိနေပါတယ်။အာသာကတော့သူမရဲ့ဘဝတစ်လျှောက်လုံးမှာအနားမှာရှိပေးခဲ့တဲ့သူအိမ်တောင်တစ်ခုကိုအတူတူတိဆောက်ခဲ့တဲ့သူပါ။သူတို့ကြားမှာငယ်ကြီးဦးတွေလိုရင်ခုန်စိတ်လှုပ်ရှားစရာတွေတိတ်မရှိတော့ပေမဲ့တယောက်ကိုတယောက်နားလည်မှုနဲ့ဂရုစိုက်မှုနဲ့တီငိန်နဲ့တိုင်ရောစင်တွေရှိနေပါတယ်။ဇက်လန်ကပိုပြီးလေးနဲ့လာတာကဂျွန်ဟာတယောက်ကိုရွေးလိုက်ရင်နောက်တယောက်နဲ့ပတ်သက်တဲ့အမှတ်တရားတွေအားလုံးကိုထာဝရဆွန့်လွှတ်ရတော့မှာမို့လို့ပါပဲ။သူမဟာထိုင်ခုန်တန်းရှည်ကြီးတစ်ပေါ်မှာရှေ့နောက်တန်းစီနေတဲ့သူမရဲ့အတိတ်ပုံအိတ်တွေကိုတစ်ခုချင်းပြန်ကြည့်ရင်စိတ်ကူးရင်ဆန်တဲ့အချစ်နဲ့လက်တွေ့ကြတဲ့အချစ်ကြားမှာဘာဒီဖြစ်နေပါတယ်။ဒါဟာကျွန်တော်တို့ကိုလည်းမေးခွန်းထုတ်စေပါတယ်။ငါသာဆိုရင်ရောအသေးရစရာကောင်းတဲ့အချစ်ဦးကိုရွေးမလားဒါမှမဟုတ်အိုးအောင်မဲအောင်အတူနေခဲ့တဲ့လက်ရှိအချစ်ကိုပဲရွေးမလားဆိုတာပါပဲ။ဇကားရဲ့အဆုံးပိုင်းမှာတော့ဂျွန်ဟာသူမရဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ကပရိသတ်တွေအတွက်တော့တော်တော်လေးကိုတွေးတောစရာခင်မှာပါ။ဇလန်တစ်ချောင်းလုံးမှာရိုက်ချက်တွေကအရန်လာသလိုမင်းသမီး Elizabeth Olsen ရဲ့မျက်နှာအမူအရာတွေကလည်းသူမရဲ့စိတ်ပူပန်မှုတွေကိုအပြည့်အဝဖော်ပြနိုင်ခဲ့ပါတယ်။ကဲအခုဒီ recap ကိုကြည့်နေတဲ့တငယ်ချင်းတို့ကတော့အခုလိုအခြေအနေမျိုးကြုံလာခဲ့ရင်ဘယ်သူကိုရွေးချယ်ပြလိမ့်မလဲဆိုတာ comment မှာပြောတော့ကြပါဦး။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇက်ကား recap တွေကိုအမြဲကြည့်ကြရင်တော့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဗီဒီယိုအသက်တွေကိုကြည့်ရဖို့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပြီးဘေးကခေါင်းလောင်းလေးကိုမှနှိပ်ခဲ့နော်။